စစ်ပွဲတွေရဲ့တမိုင်းဟာလူသားတွေရဲ့တီထွင်မှုတွေနဲ့အတူအမြဲပြောင်းလဲလာခဲ့ပါတယ်။ကြောက်လက်နက်တွေကနေပောက်ကွဲစေတဲ့ရန်တွေတင်ကားတွေလေရင်တွေအနုမြူပုံးတွေအထိအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့တူတလင်မြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာပရိသတ်ကြီးကိုမျှဝေပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့အခုခေတ်စားနေတဲ့ AI နဲ့အနာဂတ်စစ်ပွဲများအကြောင်းပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဤပညာရဲ့အထွတ်ထိပ်က AI တွေဟာစစ်မြေပြင်ကိုလုံးဝပြောင်းလဲသွားစေမဲ့လက်နက်တစ်မျိုးလိုဖြစ်လာနေပါပြီလွန်ခဲ့တဲ့10စုနှစ်အနည်းငယ်ကစစ်ပွဲတွေမှာလူသားစစ်သားတွေသာအဓိကပါဝင်ခဲ့ပေမဲ့ယနေ့ခေတ်မှာတော့ AI နည်းပညာဟာစစ်မြေပြင်ကိုလူသားမဲ့စေတဲ့အဆင့်ကိုရောက်ရှိနေပါပြီ။ဒီအချက်ဟာလူသားရဲ့အတွက်အခွင့်အလမ်းလားဒါမှမဟုတ်ကပ်ဘေးတစ်ခုလားစစ်ပွဲတွေမှာလူသားစစ်သားတွေအစား AI မောင်းသူမဲ့စစ်ရင်တွေ drone တွေစက်ရုပ်တပ်ဖွဲ့တွေကိုအသုံးပြုလာကြပါပြီ။ဥပမာအမေရိကန်ရဲ့ Maven Project ဟာ AI ကိုရန်သူရဲ့ရွေရှားမှုတွေကိုခံမှန်းဖို့အသုံးပြုနေပြီးတရုတ်က AI ထိန်းချုပ်တဲ့ hacker တွေနဲ့သူတို့ရဲ့စစ်ဗျူဟာကိုအဆင့်မြင့်တင်နေပါတယ်။ American Pentagon ကလည်း AI နည်းပညာကိုအသုံးပြုပြီးစစ်စင်ရေးတွေကိုပုံမှန်မြန်ဆန်တိကျစေဖို့ကြိုးစားနေပါတယ်။ဒါ့အပြင်ရုရှားနဲ့အစ္စရေးတို့လိုနိုင်ငံတွေကလည်းသူတို့ရဲ့စစ်ရေးလုပ်ငန်းတွေမှာ AI ကိုတဖြည်းဖြည်းပုံမှန်အသုံးပြုလာကြပါတယ်။ဒီလိုနည်းပညာတွေဟာစစ်ပွဲတွေကိုလူသားတွေအတွက်အန္တရာယ်နည်းစေတယ်လို့ဆိုနိုင်ပေမဲ့တစ်ချိန်တည်းမှာပဲစစ်ပွဲတွေကိုပုံမှန်လွယ်ကူစေပြီးပုံမှန်ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။စိုးရိမ်စရာကောင်းတာက AI တွေဟာလူသားတွေရဲ့ထိန်းချုပ်မှုမရှိဘဲလူသက်လက်နက်တွေကိုအလိုလျောက်အသုံးပြုနိုင်တဲ့အဆင့် autonomous weapon ကိုရောက်ရှိနေပါပြီ။ကုလသမဂ္ဂရဲ့အဆိုအရ Killer robots လို့ခေါ်တဲ့ဒီလက်နက်တွေဟာလူသားတွေရဲ့ကောင်းကျိုးဆိုးကျိုးကိုမဆုံးဖြတ်နိုင်ပဲပြစ်မှတ်တွေကိုရွေးချယ်တပ်ဖြတ်နိုင်ပါတယ်။2023ခုနှစ်မှာပြည်ပဆိုင်ရာကြက်ချီနီကော်မတီ ICRC က AI လက်နက်တွေကိုတားမြစ်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်၊တရုတ်ရုရှားလိုနိုင်ငံကြီးတွေကဒီလိုကန့်သတ်မှုတွေကိုဆန့်ကျင်နေကြပါတယ်။ဒီလိုနည်းပညာကိုမထိန်းချုပ်နိုင်ရင်စစ်ပွဲတွေရဲ့အရှိန်ဟာလူသားတွေထိမ့်မနိုင်သိမ်းမရဖြစ်သွားနိုင်ပါတယ်။ဒါ့အပြင် AI တွေဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိရင်ဘလောက်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာကိုလည်းစဉ်းစားဖို့လိုပါတယ်။ AI စစ်ပွဲတွေဟာလူသားတွေအတွက်အသက်အန္တရာယ်နဲ့အတူလူ့အခွင့်အရေးချိုးဖောက်မှုစိုက်ဘာတိုက်ခိုက်မှုတွေနိုင်ငံတကာစီးမြင်ပြတ်မှုတွေကိုပါဖြစ်စေနိုင်ပါတယ်။ဥပမာ deepfake နည်းပညာသုံးပြီးအတူရောင်သတင်းတွေဖြန့်ခြင်းပြည်တွင်းအရှုပ်တော်ပုံတွေဖန်တီးခြင်းကလည်းအနာဂတ်စစ်ပွဲတွေရဲ့တွင်ပြင်ဖြစ်လာနိုင်ပါတယ်။ AI ဟာစစ်ပွဲတွေကိုအင်တာနက်ပေါ်ကနေတိုက်ခိုက်နိုင်တဲ့အဆင့်ထိရောက်နေပါပြီ။ဒါ့အပြင် AI စစ်ပွဲတွေဟာစီးပွားရေးအရာလည်းကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။နိုင်ငံတွေဟာ AI နည်းပညာအတွက်ဘီလီယံချီပြီးယင်းနှိမ့်မြုပ်နှံလာကြပါတယ်။ဒီလိုငွေကြေးတွေကိုငြိမ်းချမ်းရေးပညာရေးကျန်းမာရေးလိုနယ်ပယ်တွေမှာအသုံးပြုနိုင်ရင်လူသားတွေအတွက်ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်။ AI စစ်ပွဲတွေနဲ့အတူလူသားတွေရင်ဆိုင်ရမယ့်ကြီးဆုံးစိန်ခေါ်မှုတစ်ခုကတော့ကျင့်ဝတ်ဆိုင်ရာပြဿနာပါပဲ။စစ်ရုပ်တွေကလူသားတွေကိုတပ်ဖြတ်ဖို့ဆုံးဖြတ်ချက်ချတဲ့အခါဘယ်သူ့ကိုအပြစ်တင်မလဲ။ AI ကိုဖန်တီးတဲ့သူလားအမိန်ပေးတဲ့ဗိုလ်ချုပ်လားဒါမှမဟုတ် AI ကိုယ်တိုင်လားဥပမာ2020ပြည့်နှစ်ကအမေရိကန်ရဲ့ MQ-9 Reaper drone တစ်စီးဟာလစ်ပြားမှာအရက်သား26ဦးကိုအသက်ဆုံးရှုံးစေခဲ့မှုပါတယ်။ဒီလိုအဖြစ်အပျက်တွေမှာတာဝန်ယူမှုတာဝန်ခံမှုဆိုတာဘယ်သူ့ပေါ်မှာကြာရောက်တင်ပါသလဲ။ AI စစ်ပွဲတွေရဲ့အန္တရာယ်ကိုဘယ်လိုကာကွယ်ကြမလဲ။ပထမဆုံးအနေနဲ့နိုင်ငံတကာသဘောတူညီချက်တွေလိုအပ်ပါတယ်။2018ခုနှစ်မှာကုလသမဂ္ဂကလူသားထိန်းချုပ်မှုမရှိတဲ့လက်နက်တွေကိုတားမြစ်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ဒုတိယအနေနဲ့ AI ကိုစစ်ရေးအတွက်သုံးတာထက်ငြိမ်းချမ်းရေးအတွက်အသုံးပြုဖို့လိုပါတယ်။ဥပမာ AI ကိုမြေမြုပ်မိုင်းတွေရှင်းလင်းဖို့တဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးမှာအသုံးပြုဖို့စသဖြင့်ပေါ့။တတိယချက်အနေနဲ့ပြည်သူတွေရဲ့အသိပညာမြင့်တင်ဖို့လည်းအရေးကြီးပါတယ်။ AI စစ်ပွဲတွေရဲ့အန္တရာယ်ကိုလူတိုင်းသိရှိပြီးဆန္ဒထုတ်ဖော်နိုင်မှသာအစိုးရတွေကိုဖိအားပေးနိုင်မှာဖြစ်ပါတယ်။ AI ဟာငြိမ်းချမ်းရေးအတွက်အသုံးပြုနိုင်တယ်လို့လူသားတွေရဲ့အသက်အန္တရာယ်ကိုလည်းချင်းချောက်နိုင်တဲ့လက်နက်လည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့လူသားတွေရဲ့တာဝန်ကတော့ဒီနည်းပညာကိုဘယ်လိုဦးတည်ချက်နဲ့အသုံးချမလဲဆိုတာကိုဆုံးဖြတ်ဖို့ပါပဲ။အနာဂတ်မှာ AI ဟာကျွန်တော်တို့ရဲ့ရန်သူလားမိတ်ဆွေလားဆိုတာကိုကျွန်တော်တို့ရွေးချယ်မှုတွေကပဲဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးရင်သင်ရဲ့အမြင်ကို comment တွေမှာလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့နော်။ like နဲ့ subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့လို့အကြံပေးလိုက်ပါစေ။နောက်ရက်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဘုဒ္ဓရစရာအကြောင်းအရာတွေကိုတူတလမြင် channel ကနေဆက်လက်တင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်